ဆရာတိုက်ဆိုးမင်းနဲ့စာဆိုကင်းဝန်မင်းကြီးဦးကောင်းဤအမိကိုကြားလိုက်ရလျင်စာပေမွေ့ပျော်သူများကနေမိရကံမှနန်းနှင်းသူပွဲကိုနှစ်သက်အာယုံထင်မိကြလိမ့်မည်ဥပဒေသမိုင်းသူတေသည်များက36ဆောင်တွဲဓမ္မသက်ကြီးကိုတလေးတစားတတိရမိကြလိမ့်မည်ခြေဟောင်းပစ္စည်းလိုက်စားသူများကဥရောပပြည်သူကပုံစံဖြင့်ဦးကောင်းဆောက်လုပ်လှူဒန်းခဲ့သောတာကဝွန်ကျောင်းတိုက်ကိုတအံ့တော်ပြေးမြင်မိကြလိမ့်မည်သို့သောဦးကောင်း၏အမည်သည်ရာဇဝင်တွင်အကောင်းဘက်လိုအဆိုးဘက်လိုနှင့်အငင်းထွက်เสียဖြစ်နေခဲ့သည်ဦးကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဆိုသောစကားနှင့်ရောထွေးရှက်တင်ဖြစ်လျက်ရှိသည်ထိုစကားသည်အဓိပ္ပာယ်နှစ်ချက်ထွက်နေ၏အဓိပ္ပာယ်တစ်ချက်မှာနိနန်တဲ့တွက်ပုံအရမြန်မာတက္ကရာ1248ခုနှစ်ခရစ်တက္ကရာ1885ခုနှစ်တွင်အင်္ဂလိပ်လက်သို့နောက်ဆုံးမင်းဆက်ဖြစ်သောတီဘောမင်းပါရသည်ဟု၍ဖြစ်သည်ဒုတိယအဓိပ္ပာယ်မှာဦးကောင်းလိန်လေကောက်ကျစ်လေသောကြောင့်ဤသို့ပါရသည်ဟု၍ဖြစ်သည်အင်္ဂလိပ်လက်သို့မြန်မာမင်းပါရပုံပါရနီးသည်3ဆင့်ဖြစ်လေသည်ခရစ်တက္ကရာ1824ခုနှစ်မတိုင်မီကာလအထိမြန်မာနိုင်ငံမှာတတိတနန်းနှင့်လွတ်လပ်သောနိုင်ငံဖြစ်လေသည်သို့သောဘာကြီးတော်လက်ထက်တွင်အင်္ဂလိပ်နှင့်စစ်ဖြစ်၍မြန်မာကရှုံးသဖြင့်တနင်္သာရီနှင့်ရခိုင်နယ်များကိုစွန့်လွတ်ခဲ့ရသည်ပုဂံမင်းလက်ထက်တွင်ဒုတိယအကြိမ်စစ်ဖြစ်၍ရှုံးပြန်သဖြင့်တောကြောင်တရက်မြို့အထိမြမပိုင်နက်ကိုစွန့်လွတ်ခဲ့ရသည်ပုဂံမင်းနောက်စိုးစံသောမင်းတို့မင်းလက်ထက်တွင်မင်းတို့မင်း၏အမျှော်မြင်ကြီးမှုကြောင့်အင်္ဂလိပ်နှင့်ဆက်ဆံရေးတင့်တန်သည်နောက်ဆုံးမင်းဆက်ဖြစ်သောတီဘောမင်းလက်ထက်တွင်မူတတရစစ်ဖြစ်ပြီးနောက်တီဘောမင်းလည်းစစ်ရှုံးမြမလွတ်လပ်ရေးလည်းလုံးဝကွယ်ပြောက်ခဲ့လေတော့သည်ဦးကောင်းသည်မင်းတို့မင်းနှင့်တီဘောမင်း20တိုင်အမှုထမ်းခဲ့သည်မင်းတို့မင်းနှင့်တီဘောမင်းလက်ထက်မှစတင်၍အလုတ်တာဝန်တွင်တစတိုးမြင့်လာခဲ့ရာတီဘောမင်းနတ်တက်ဆအချိန်၌အထွတ်ထိပ်သို့ရောက်ခဲ့သည်ဟုဆိုရလိမ့်မည်အလွန်လဲအရာရောက်ခဲ့သည်ဖြစ်သည်သို့သောအင်္ဂလိပ်လက်သို့တီဘောမင်းပါရပုံအကြောင်းနှင့်ဆက်၍ကဦးကောင်း၏ဆောင်ရွက်ချက်တို့သည်အစွန်းအထင်ရှိနေသည်ထို့ကြောင့်ဦးကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဆိုသောစကားယုတ်တိတန်သည်မတန်သည်ကိုသူ့ဘဝလမ်းစဉ်ကိုပြန်ကြည့်ပါကအကြောင်းပြည့်စုံတွေ့နိုင်စရာရှိလေသည်ဦးကောင်း၏အဖဦးမိုသည်မုံရွာနယ်ဗန်းကြီးတိုက်ဝင်မုံတိုင်ပင်ရွာတွင်နေထိုင်သူဖြစ်ခဲ့သည်အသေးသားကမဟုတ်နတ်ရှင်၍တနတ်စုထဲမှဖြစ်လေသည်သို့သောစစ်မှန်မရှိသည့်အခါ၌ဖြစ်စေမင်းနေပြည်တွင်တာဝန်မကျသည့်အခါ၌ဖြစ်စေထိုအစုသားတို့သည်ကိုယ့်ရဲ့ရွာတွင်အေးချမ်းစွာနေထိုင်လုပ်ကိုင်စားတောက်နိုင်သည်ဖြစ်၍ရကန်းသုံးရင်သွားများကိုလုပ်ကိုင်ရောင်းချ၍၎င်းဓာတ်စရာအဖြစ်၎င်းအသက်မွေးခဲ့သူဖြစ်သည်သားဖြစ်သူဦးကောင်းမှလည်းထိုရွာတွင်ပင်ခရစ်တက္ကရာ1822ခုနှစ်၌မွေးဖွားလာခဲ့လေသည်ဤတွင်အဖဖြစ်သူကအစုသားဖြစ်၍သားဖြစ်သူသည်မြမအုပ်ချုပ်ရေးထုံတန်းအရာအချိန်တန်အရွယ်ရောက်သည့်အခါထိုအစုတွင်တမန်အားဖြင့်အမှုထမ်းရမည်ဖြစ်လေသည်ဤသို့ကအစုသားရိုးရိုးမဖြစ်သူကစာတက်၍မင်းပါဆိုခွင်ရောက်ကမင်းတိုင်ပင်အမတ်အထိဖြစ်လာသည်အမှန်စင်စစ်သူ့ရွာတွင်ကြောင်းမေရမရှိတော့လဲပညာလိုလားသောဦးကောင်းသည်အနီးအပမှကြောင်းရှိသောငပြောတော်ရွာစစ်ကုန်းရွာငရက်အိုမြစ်စုပ်ရွာဘဒူးရွာစသည့်ရွာအသီးသီးတွင်စာလိုက်၍သင်သည်ကျောင်းသားဘဝကိုရင်ဘဝယဟန်ဘဝအစဉ်စဉ်ဖြင့်တရားသင်္ကြိုစံအလင်္ကာဘေးရင်စေးစသည်တို့ကိုသင်ခဲ့သည်ထို့များဖြင့်အာမရတိမတိမ်နိုင်သေးပဲ
အမရပူရမင်းနေပြည်ရှိဘာကရာကျောင်းသို့တက်၍စာဆက်သင်သည့်အထိဇွဲကောင်းခဲ့လေသည်ဤတွင်ဥကောင်းအတွက်တက်လန်းပေါ်လာခဲ့လေသည်ပေါ်လာပုံမှာဘဒူးရွာကျောင်းတွင်နေစဉ်ကသူသည်ဥယံဝေးဆိုသူဥပဇင်းနှင့်တိကျွမ်းခင်မင်ခဲ့ဘူးသည်ထိုဥပဇင်းသည်ယခုအခါတွင်ဘာကရာကျောင်းအနောက်ဘက်ရွှေရည်ကျောင်း၌ကျောင်းထိုင်လည်းဖြစ်မင်းတို့မင်းသား၏အကိုးအကွယ်ကံဆရာလည်းဖြစ်၍နေသည်ထိုအခါမင်းတို့မင်းသားကပညာဗဟုသုတအရာလေ့လာသူများကိုလူကျင်ပါသည်ဟု၍ဥယံဝေးထံလျှောက်ထားလျာဥယံဝေးအမအစဖြင့်ဥကောင်းသည်မင်းတို့မင်းသား၏မင်္ဂလာအိမ်တော်သို့အမှုထမ်းရန်ရောက်လာခဲ့တော်သည်မင်းတို့မင်းသားသည်ပညာလိုလားသူဖြစ်သည့်အတိုင်းနောင်အခါရောအတွင်းဝင်ဖြစ်မိဥဖို့လိုင်ကဲ့သို့ပုဂ္ဂိုလ်များသည်သူ့ထံတွင်ဝင်ထွက်သွားလာနေကြသည်ဖြစ်၍ဥယံဝေးပေလျင်မကြမီလူဝဲလဲကမင်းတို့မင်းသား၏အကြီးတော်အဖြစ်သို့ပြောင်းခဲ့လေသည်ထိုအခါကာလသည်ပကံမင်းစိုးစံနေခြင်းဖြစ်လေသည်ထိုမင်းသည်ပြည်သူအများ၏ကြီးညိုမှုကိုကောင်းစွာရခဲ့ဟန်မရှိသူ့အိမ်တော်ပါအမှုတန်းဖြစ်သူမြို့ဝန်ဘိုင်ဆက်သည်သားပြိုသမီးပြိုများကိုဖျက်ဆီးနှိပ်စက်သည်ပြည်ထဲရေးကိုဘရဲ့ရောက်ဖဖြစ်သူမင်းသားဦးကြောက်လုံးနှင့်ကြည်ဝန်ဦးပွားတို့ချဲလဲနေခဲ့သည်ထိုအပေါ်တွင်ပကံမင်းကိုယ်တိုင်ကနီလာကန်မှန်မှန်မထွက်ဖဲကြက်တိုက်လက်ဝှေ့ပြိုင်စသည့်အလုပ်တွေကိုသာလိုက်စားနေပြန်သောကြောင့်ပြည်သူများကနှလုံးနာနေခဲ့ကြသည်ထို့ကြောင့်အကျင့်သိက္ခာရှိသောမှန်မှန်လွတ်တတ်သောပကံမင်းနှင့်အဖေတူအမေကွဲညီတော်သူမင်းတို့မင်းသားကိုပို၍ကြည်ညိုခဲ့ကြသည်အခြေအနေကမဟန်ရသည့်အခါပကံမင်းအဖို့ကန်ဆိုးကျင်သောကြောင့်အင်္ဂလိပ်နှင့်မြန်မာစစ်ဖြစ်ရပြန်လေသည်ထိုအရေးတွင်ပကံမင်းဘက်ကအလွန်မရှိသို့သောအင်္ဂလိပ်ကကဲ၍လာသဖြင့်စစ်တိုက်ခဲ့ရခြင်းဖြစ်လေသည်မင်းတို့မင်းသားမှမူအင်္ဂလိပ်၏လက်နက်အားကိုမြန်မာကမရှင်နိုင်မှန်းစဉ်းစားမိပြီးဖြစ်၍တကြောင်ငကိုကလည်းငင်းချမ်းစွာနေတတ်လေ၍တကြောင်စစ်ကိုတနည်းနည်းဖြင့်တားဆီးလိုခဲ့သည်ထိုအတွင်းသူနှင့်သူညီရင်းဖြစ်သူကနောင်မင်းသားတို့၏အိမ်တော်သားများသည်ဓမြမှုတွင်ပါဝင်သည်ဟုဆိုကာပကံမင်း၏ကြေးကြုံများကဆွဆွဲအပြစ်ရှာကြလေရာသူသည်ညီ၏တိုက်တွန်းချက်ဖြင့်နောင်တော်ကိုပုံကန်လေတော့သည်1853ခုနှစ်တွင်ရမဲသင်းတနတ်ဘုံနောင်ခါရင်နံချောင်းဝန်ကြီးဦးဆိုစသောတစ္ဆာရှိနောက်လိုက်မြ၏အကူအညီဖြင့်မင်းတို့မင်းသားကနောင်တော်ပကံမင်းကိုအနိုင်ရပြီးလျင်အမရပူရကိုသိမ့်ပိုက်နန်းထိုင်နိုင်ခဲ့၍ညီဖြစ်သူကနောင်မင်းသားကိုအိမ်ရှိအရာထားခဲ့လေသည်ပြည်တွင်စစ်ကိုလည်းရက်စဲလိုက်လေသည်နောက်လွတ်တော်စည်ကြီးနောက်အလုံးမြို့ဝန်နောက်တောင်ငူရမဲသင်းနှစ်မြို့အခွန်ဝန်ထို့နောက်လွတ်တော်ဝန်တော့ထို့နောက်ရေကြီးနှင့်ဆိုင်ရာကင်းခွန်များကိုကြီးကြပ်အုပ်ချုပ်ရသောကင်းဝန်တော့ဖြစ်ရသည့်အထိယာရုဂုံသိမ်းကြီးမြင့်တိုးတက်လာခဲ့လေသည်ကြီးမြင့်လာရအောင်လဲသူဆောင်ရွက်ခဲ့ဘုံတို့ကိုတာရကပြရအောင်မည်1858ခုနှစ်တွင်မင်းတို့မင်းသည်အမရပူရကိုမကြိုက်၍မန္တလေးမြို့သစ်တည်ရန်ကြံရွယ်သည့်အခါဦးကောင်းသည်မြတောင်ဝန်ကြီးဦးမို၏ဆင့်ဆိုချက်အရကျုံမြို့ယူနန်းတော်စသောခုနှစ်ဌာနနှင့်တကွတီထားလှုပ်ဆောင်ရန်အဆောက်အအုံပုံစံစနစ်ကိုအခါမပြတ်ရေးပေးနိုင်ခဲ့သည်မန္တလေးပတ်ဝန်းကျင်၌တာယာစိမ့်လန့်ရအောင်ဥယျာဉ်20လှုပ်ဆောင်ရန်မင်းအမိန့်ရှိရာတွင်ဝေပုံကြဖြစ်သောမဟာတီရိဟေမဝံဥယျာဉ်ကိုပန်းတစ်ပင်မြိုင်မြိုင်ဖြင့်ဖန်တီးပေးနိုင်ခဲ့သည်အလုံးမြို့ဝန်တာဝန်ယူရစဉ်က3နှစ်အတွင်းမြို့ရွာနယ်ပယ်ကိုအေဂျင့်စီပင်အောင်လှုပ်ဆောင်နိုင်ခဲ့သည်တောင်ငူရမဲသင်းဘက်ရှိတစ်အလုတ်ဆောင်နေရာမကျ၍အခွန်ဘဏ္ဍာရုပ်ရော့နေသည်တွင်အမှန်ဖြစ်အောင်စီမံပေးနိုင်ခဲ့သည်နောက်ဆုံး1866ခုနှစ်တွင်မင်းတို့မင်း၏သားများအထက်မှမြင်းကုန်းမြင်းကုန်တိုင်းမင်းသား2ဦးကအိမ်ရှိကနောင်မင်းသားကိုတက်၍တပုံထသည့်အခါပခမ်းမင်းကြီးဖြစ်လာခဲ့သောဥယျာဉ်ဝေးနှင့်အတူလွတ်တော်မှရက်တီစင့်ဆူစီကြက်က
တပုံရန်ကိုခုခံနိုင်ခဲ့သည်ဤမြပင်လောရှိပါသေး၏ဦးကောင်းသည်မင်းမှုရေးရာတို့တွင်ကိုအားစိတ်အားဖိ၍ဆောင်ရွက်ယုံဖြင့်မတန်သေးစုဆောင်ပြီးဗဟုသုတကျွမ်းကျင်ပြီးကြပြပညာတို့ဖြင့်မင်းတို့မင်း၏စာပေဝါဒနာကိုလည်းဖြစ်နိုင်ခဲ့ပြန်သည်မင်းတို့မင်းသည်ဘာသာရေး၌ကိုင်းဆိုင်သူပြီးဘာသာရေးကဲသောစာများကိုကြားနာတတ်သူဖြစ်လေသည်အထူးသဖြင့်ကြပြလင်္ကာများကိုကြားနာသည့်အခါကိုယ်ကံပြုမှမင်းသား၄ပါးတောထွက်ခန်းကိုကြိုက်တတ်သည်ငွေတောင်ရကန်ယာမရကန်တို့မှာတာယာနာပြောပွဲကောင်းပါ၏သို့သောတမ္မပလာတတံပတ်ဖလာတစာမြတာဟုထင်လေးရှိသည်ထို့ကြောင့်သူဆန္ဒအလျောက်ဦးကောင်းကိုကြပြဖွဲ့ခိုင်းသည်ဦးကောင်းကလည်းတိန်နကပြုတ်နေမိရကန်လိုစာမျိုးကိုရေးဖွဲ့ပေးလေသည်တိန်နကပြုတ်မှာကြပြသဘောထက်စာသဘောကင်းနေသည်မှန်တော်လဲမင်းကျင်တရားမဲ့သောပြင်စာလရစ်မင်းကြီးကိုဖျားလောင်တီပင်စောက်နက်ကစုံမာကန်အပြည့်ပါလေသောကြောင့်မင်းတို့မင်းကနှစ်သက်ပြီးဖြစ်သည်တဖန်နေမိရကံမှာမိမဘွဲ့မှာတပါတရုပ်ဖော်မှုတွင်အားနည်းသောမှန်တမ်းရကံတဲကဖြစ်တော်လဲဒါနာကြောင့်တိလကြောင့်ဖြင့်နှီးနွယ်လေသောကြောင့်မင်းတို့မင်း၏ဘဝင်နှင့်တွေ့ပြီးဖြစ်လေသည်ထို့ကြောင့်မင်းတို့မင်းကအကြောင်းရှိရင်ရှိသလိုဥကောင်းပေါ်၌ယုံမှတ်သုံးဆွဲလေသည်ဖြစ်သည်ယခုလဲဥကောင်းသည်ကင်းဝန်တော့တာဝန်ယူရင်းနိုင်ငံခြားတန်တမန်များနှင့်ဆက်ဆံရန်အခွင့်ရလာခဲ့လေသည်1868ခုနှစ်တွင်အောက်မြန်မာနိုင်ငံမှမဟာဝန်ရှင်တော်မင်းကြီးဖြစ်သူဗိုလ်မှူးကြီးဗိုလ်ချုပ်အန်ခဲခေါင်းဆောင်သောအပံဖွဲ့သည်မင်းတို့မင်းနှင့်ကူတန်းရောင်းဝယ်ရေးစာချုပ်အသစ်ကိုချုပ်ဆိုရအောင်ဟုမန္တလေးသို့တက်လာလေသည်ထိုအဖွဲ့ကိုမင်းတို့မင်းကအရေးပေးကခရီးစခန်းအဆင့်ဆင့်တွင်တခန့်တနာကျူစုစေသည်အောက်တိုဘာလ9ရက်နေ့ညနေတွင်မန္တလေးတန်လျက်မော်စိတ်ကမ်းသို့တန်တမန်သင်္ဘောဆိုက်ရောက်၍နောက်တနေ့နံနက်တွင်မြန်မာမူးမှန်များကအင်္ဂလိပ်ဝန်ရှင်တော်မင်းကြီးကိုတွားရောက်နှုတ်ဆက်ရာ၌ဟင်းနန်းကျောင်းဝင်ကြီးဦးစုနှင့်အတူဦးကောင်းလည်းပါလာခဲ့သည်9ရက်နေ့တွင်တန်ဖွဲ့သည်အစီအစဉ်ဖြင့်တန်တဲသို့တက်သည့်အခါဦးကောင်းသည်စခန်းတနေရာမှကြိုဆိုရပြန်သည်18ရက်နေ့တွင်မင်းတို့မင်းကတန်အဖွဲ့ကိုတောင်ဥယျာဉ်စံနန်းတော်တွင်လက်ခံတွေ့ဆုံသည့်အခါပုပ်ပါဝန်တော်မင်းကြီးမဟာမင်းကျော်မင်းထင်ကလောင်းဝန်မနွတ်စသည်တို့နှင့်အတူဦးကောင်းသည်အပားတွင်ရှိပြန်လေသည်ထိုအခါ၌မင်းတို့မင်းကဦးကောင်းဘက်သို့လက်ညှိုးထိုး၍5နှင့်ဦးကောင်းသည်တဦးနှင့်တဦးတိကျွမ်းချစ်ခင်ကြစီခြင်းသည်ဦးကောင်းကိုမင်းတို့မင်းကိုယ်တိုင်ငယ်စဉ်ကတည်းကကြည့်ရှုစောင့်ရှောက်ခဲ့ရသည်စသည်ဖြင့်5ကိုပြောပြခဲ့လေသည်မင်းတို့မင်းသည်ကုသန်းရောင်းဝယ်ရေးစာချုပ်ကိုသဘောတူချုပ်ဆိုခဲ့လူသည်ချုပ်ဆိုရအောင်လဲအခြေအနေကဖန်တီးလျက်ရှိသည်မင်းတို့မင်းနန်းတက်စကစစ်ပြေငိမ့်စာချုပ်ကိုလက်မှတ်ထိုးရန်ထိုစဉ်ကဝန်ရှင်တော်မင်းကြီးဖြစ်သူဖေယာကတိုက်တွန်းသည်သူကလက်မှတ်မထိုးခဲ့အင်္ဂလိပ်တို့ကလည်းမင်းတို့မင်းဤငြိမ်းချမ်းစွာနေလိုသောသဘောကိုသိသဖြင့်ထိုကိစ္စကိုထပ်မပြောတော့ဘဲနှစ်ပြည်ထောင်ကူတန်းရောင်းဝယ်ရေး၌ကုန်သည်များကိုလွတ်လပ်စွာခရီးသွားလာနိုင်ရန်နှင့်နှစ်ပြည်တစ်ပြည်ကိုယ်စားလှယ်ထားနိုင်ရန်ကိစ္စကူသာအရေးဆိုခဲ့သည်မင်းတို့မင်းကလည်းသဘောတူခဲ့သည်သို့သောအထက်မြန်မာနိုင်ငံမှကုန်ပစ္စည်းများကိုပြည်ပသို့ထုတ်ရ၌မင်းတဦးတည်းပိုင်ကုန်တော်လှုပ်ထားလေသဖြင့်အောက်မြန်မာနိုင်ငံမှအင်္ဂလိပ်ကုန်သည်တို့မှာသူတို့ကြိုက်စည်းနှင့်ဝယ်မရဖြစ်လေသည်အထက်မြန်မာနိုင်ငံရှိကုန်ထုတ်လုပ်သူများထံမှဓာတ်ရိုက်မဝယ်နိုင်သည်ကိုအထူးမကြည်မနက်ဖြစ်ကြသည်အင်္ဂလိပ်ကုန်သည်များမှာအထက်မြန်မာနိုင်ငံထွက်ကုန်များကိုလွတ်လွတ်လပ်လပ်ဝယ်ယူနိုင်ုံသာမကအထက်မြန်မာနိုင်ငံကိုဖျက်၍တရုတ်နိုင်ငံတွင်းကယူနန်နယ်အထိဈေးကွက်ချဲ့ရန်ပင်စိတ်ဆန္ဒရှိခဲ့ကြသည်ဤသို့ဖြင့်အင်္ဂလိပ်ကုန်သည်များအတွက်ချုပ်ချယ်မှုများကိုပယ်ဖျက်နိုင်ရအောင်ရန်ကုန်မဟာဝန်ရှင်တော်မင်းကြီးအဖွဲ့ကမန္တလေးသို့တက်လာခဲ့ခြင်းဖြစ်သည်မင်းတို့မင်းကလည်းထိုချုပ်ချယ်မှုများကိုပယ်ဖျက်ပေးရန်ဆန္ဒရှိနေခဲ့သည်ရှိနေခဲ့ခြင်းမှာမြန်မာနိုင်ငံ၏နောင်ရေးကိုညွှန်မြင်သောကြောင့်ဖြစ်လေသည်
လက်လွတ်ခဲ့သောမြမနေမီများကိုအနုနီးဖြင့်ဖြစ်စေအကျန်းနီးဖြင့်ဖြစ်စေပြန်ရအောင်သူလုံနိုင်စွမ်းမရှိကြံရှိသေးသည့်အထက်မြန်မာနိုင်ငံကိုသာမြမလက်တွင်မြင်းမြဲထားနိုင်ရန်သူကြိုးပမ်းလိုသည်ဤအတွက်လည်းအထက်မြန်မာနိုင်ငံကိုခင်မီအောင်လုပ်မှဖြစ်တော်မူကိုသူသိရှိသည်ထို့ကြောင့်ပြည်သူထံမှတသမိဒအခွန်ကိုဆင့်ဆိုခြင်းအမှုတန်းတို့ကိုရှေ့ကကဲ့သို့မြို့ရွာများမှအခွန်တုပ်မစားစေတော့ပဲလာကရိတ်ခါပိကန်းခြင်းအယောင်အဝယ်လွယ်ကူစေရန်ဒင်းကားပတ်စံတွန်းလုပ်ခြင်းတွာလာရေးလွယ်ကူစေရန်မိသင်းမောများဝယ်ယူအသုံးပြုခြင်းနိုင်ငံသားတို့ပညာတော်သင်ပို့ခြင်းစသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလှုပ်ရှားပြုလာလေသည်ရောတွင်းဝင်ဥဖို့လိုက်စသူတို့ကလည်းကူညီကြလေသည်ထိုလုပ်ငန်းများတိုးတက်ဖို့အတွက်တိုင်းပြည်အေဂျင့်သားရရန်အရေးကြီးသည်ယခုတော့ကနောင်မင်းသားအသက်ခံရပြီးသည့်နောက်ဗရိမင်းသားနှင့်အခြားမင်းသားများကထောင်ထားသည်ကိုလည်းမနှဲနှိမ်နှင်းယူခဲ့ရသည်မြင်းကုန်းတိုင်းမင်းသားနှစ်ဦး၏မိကလည်းမတည်တတ်သေးနေဆက်မှနေ၍အနှောက်အယှက်ပေးနေသည်မင်းလုံးမင်းသည်မိသင်းမောနှင့်လက်နက်ခဲယံမိကြောင်များကိုအပူတပြင်းလိုချင်လာလေသည်ထို့ကြောင့်ကျွန်းသစ်ရေနံကြောက်တံပရများတို့ကိုသာမင်းတဦးတဲ့ပိုင်ကုံတော်အဖြစ်ထား၍အခြားကုန်ပစ္စည်းများကိုလွတ်လပ်စွာရောင်းဝယ်ရေးအင်္ဂလိပ်ကုန်သည်များတရုတ်နိုင်ငံဘက်သို့တွာလာနိုင်ရန်မြန်မာအစိုးရကအကူအညီပေးရေးအင်္ဂလိပ်မင်းလက်အောက်ခံနှင့်မြန်မာမင်းလက်အောက်ခံစသည့်ပြည်သူတို့တရားတပေါင်းဖြစ်ပါကတွဲဘက်ရုံးဖြင့်စီရင်ရေးနေကြအကောက်ခွန်ကိုရှော့ပေါ်ရေး10နှစ်တစ်ကြိမ်စာချုပ်ကိုပြန်လည်သုံးသပ်ရေးစသည့်အချက်များတွင်သူ့ဘက်ကသဘောတူခဲ့သလိုရန်ကုန်မဟာဝန်ရှင်တော်မင်းကြီးဘက်ကလည်းသင်္ဘောရောင်းဝယ်ရေးလက်နက်ခဲယမ်းမိကြောင်များကိုပြည်ပမှမြန်မာကဝယ်ယူလိုလျင်ဝန်ရှင်တော်မင်းကြီး၏သဘောတူညီချက်ဖြင့်ဝယ်နိုင်ရေးတို့တွင်သဘောတူခဲ့သည်ဤတွင်မင်းလုံးမင်းမှာကုသန်းရောင်းဝယ်ရေးစာချုပ်ကိုချုပ်ဆိုပြီးုံနှင့်မကြည်နပ်နိုင်လေယခုသူဆက်ဆံနေရသောအစိုးရမှာအင်္ဂလန်နိုင်ငံ၏လက်အောက်ခံအစိုးရများသာဖြစ်သည်မဟာဝန်ရှင်တော်မင်းကြီးနှင့်အိန္ဒိယရှိဘုရင်ခံချုပ်ကိုဆက်ဆံနေရသည်မှာတနည်းအားဖြင့်သူ့ဂုဏ်ကို၎င်းမြမအချုပ်အခြာအာဏာကို၎င်းထိပါရာရောက်နေသည်တဖန်ရန်ကုန်ကအင်္ဂလိပ်များနှင့်လည်းအလို့လို့ရသည်မှာကိုယ်စိတ်ကြိုက်လက်နက်များကိုဝယ်ယူခွင့်မရခြင်းစသောကတိကောက်ဖြစ်เสียများရှိနေတတ်သည်ထို့ကြောင့်မင်းတို့မင်းသည်အင်္ဂလန်နိုင်ငံအစိုးရနှင့်ဓာတ်ရိုက်ဆက်ဆံရန်အတန်လျက်ရှိနေသည်အင်္ဂလန်နိုင်ငံအပြင်အခြားဥရောပနိုင်ငံများနှင့်ကူလူဆက်ဆံနိုင်ခဲ့ပါလျှင်မြန်မာနောင်ရေးသည်စိတ်ချစရာရှိသည်ဟုသူမြင်သည်အမှန်ဆိုလျှင်သူနန်းတက်ဆကအမေရိကန်နိုင်ငံပြင်သစ်နိုင်ငံတို့နှင့်ဆက်သွယ်ရန်ကြိုးစားခဲ့ဘူးသေးသည်အောင်မြင်ကမဖြစ်ခဲ့ယခုတော့မဖြစ်အောင်တန်အဖွဲ့တစ်ခုဆွေလွှတ်၍ရာဇမဟာမိတ်ဖွဲ့တော်မူဟုမင်းလုံးမင်းကဆုံးဖြတ်လိုက်သည်ရာဇမဟာမိတ်ဖွဲ့ရေးတွင်ဦးကောင်းသည်အလားအလာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လေသည်သူကဓမ္မသက်ရာဇသက်တွေကျွမ်းကျင်သည်အဆိုအမိတ်ရဲရင်သည်မင်းမှုရေးရာအတွေ့အကြုံများသည်လူနေလူဟန်ကောင်းသည်ထို့ကြောင့်ဦးကောင်းသည်အင်္ဂလိပ်မြန်မာနယ်စပ်ရှိမင်းလှတွင်ရာဇဝတ်ရေးလုံခြုံအောင်စီစဉ်နေစေအခြေအနေမှမန္တလေးသို့မင်းလုံးမင်း၏အမိန့်ဖြင့်ပြန်လာခဲ့ရသည်လွှတ်တော်ဝင်ကြီးအဖြစ်သို့လည်းတွန့်မြင့်ခံရလေသည်ထို့နောက်ကာလာကတာပြန်ဗဒဲဝန်တော့ဥရွှေပင်ပြင်သစ်ပြန်ဖန်ချက်ဝန်တော့နောင်ကြောင်မြောင်းအတွင်းဝင်ဥရွှေအိုးလွှတ်တော်စရေးကြီးနောင်မြောင်လှဝန်တော့ဥချိန်တို့ပါဝင်သောတန်အဖွဲ့ကိုဥကောင်းခေါင်းဆောင်ရလေတော့သည်တန်အဖွဲ့သည်ရန်ကုန်သို့ဖြတ်တန်းရ၌အစင်မပြေခဲ့ရန်ကုန်ရှိအင်္ဂလိပ်အာဏာပိုင်များကခရီးမဖင့်အောင်လုပ်ခဲ့သည်တန်အဖွဲ့ကရန်ကုန်မြေမှထွက်ဖြစ်အောင်ထွက်သောအခါတွင်လည်းအင်္ဂလန်နိုင်ငံ၌တိုင်းပြည်မှုလက်နက်ကရိယာမှုမှစ၍အမှုစကားတို့မပြောပါလိမ့်နှင့်ပြောဆိုတော့လဲစိတ်နှလုံးပူပန်ယုံသာဖြစ်ပါမည်ဟုတတိပေးလိုက်သည်ဤတွင်တန်အဖွဲ့သည်တနည်းမဟုတ်တနည်းအင်္ဂလန်နိုင်ငံသို့ရောက်၍ဆိုင်ရာတို့နှင့်ဆက်ဆံကူးလူခွင့်ရလျင်ပင်တော်လာပြီဟုသဘောပေါက်ပြီးဖြစ်လေသည်1882ခုဇွန်လ9ရက်နေ့၌တန်အဖွဲ့သည်ပြင်သစ်နိုင်ငံမှကူး၍အင်္ဂလန်နိုင်ငံဒိုဘာမြို့စိတ်ကမ်းသို့တက်ရောက်သည့်အခါ
အမြောက်16လက်ဖောက်၍အကျိုးစုခံရလေသည်ထိုအခါအကြီးဆုံးတန်အမတ်တို့လာရောက်ရာနှုတ်ဆက်သည့်နီးဖြင့်နှုတ်ဆက်သည်ဟု၍ဦးကောင်းတို့ကဝမ်းသာကြလေသည်ထို့နောက်မူကားသူတို့သည်ဝန်ဆန်တိုင်နန်းဝန်ဆာကက်စတယ်၌ဝီတိုရီယာဘုရင်မကိုတွေ့ဆုံွယ်လက်ဆောင်ပနာများပေးဆက်ခွင့်ကိုရခဲ့လေသည်မာလာဘရိုတိုင်နန်း၌နှင်းရှိမင်းသားကိုသူတို့ယူဆောင်လာခဲ့သော21သွဲဆက်လွဲအနှင်းခွင့်ရခဲ့လေသည်ဤခန္ဓာနှင့်ဆက်လျင်း၍ဦးကောင်းကသူ့စခန်းစဉ်လင်္ကာတွင်မမေ့မပြောက်ရေးဖွဲ့ထားသည်မှာတီရီထွန်းညှိတေဇောကဘာပေါ်မှာအကျော်တစိတ်ကွင်းကွင်းကြီးနှိပ်ပေသည့်အင်္ဂလိပ်ဘုရင်မတိမ်ဦးလာကဲ့သို့အလှလူဝွန်ဆန်တလူဝင်ဆွဲမိခေါ်တိုင်နန်းပေါ်တွင်တန်တော်တို့အဝင်ဤသပင်မူဘယင်ချင်းလက်ခံလျင်းဤသို့ခင်းချင်းလက်ခံရာဇသံများနှင့်မြက်ပြန်ရောင်တောက်လက်ကောက်ထွားတရာစပနာများကိုကြည်သာရွှင်ဝမ်းလက်တော်သို့ကမ်းသည်ကိုလှမ်း၍သိမ့်တော်မူသည်ပြည်သူတို့မျက်နှင့်ဥပရိကလည်းမျက်စစ်စီချဲဆက်လွယ်ရတနာစပနာများကိုကြည်သာလှမ်းယူပြီးလေရတနာပုံပြည်စီယုံနှင့်မကြုံတောင်းဟန်မြို့လန်တန်များမှာယမန်ရှိထက်ပွားတိုးတက်၍မိတ်လက္ခဏာမြင်းမြန်စွာလျင်ရှေကြာညံ့ထူမိ၏လေသို့သောတခုရှိသည်မှာတန်အဖွဲ့သည်အင်္ဂလိပ်ဘုရင်မနှင့်တွေ့ဆုံရသည့်အခါနိုင်ငံသားဝန်ကြီးအစားအိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးဖြစ်သူအာဂိုင်းကရှေ့ဆောင်ပြုခြင်းပင်ဖြစ်လေသည်တနည်းဆိုရသောသူတို့ကမြန်မာနိုင်ငံကိုအရာနှိမ့်၍ဆက်ဆံခြင်းသဘောအတိတ်ပဲပင်သည်ဤတွင်ဦးကောင်း၏တန်အဖွဲ့သည်ပြည်တော်ချင်းဒန်းတူဆက်ဆံလိုသောမြမဆန္ဒကိုရောက်လျရာတွင်သိအောင်ကြိုးစားခဲ့သည်ပမာအားဖြင့်သောအင်္ဂလန်နိုင်ငံတလျှောက်လှည့်လည်ကြည့်ရှုရင်းလီဗာပူးမြို့သို့တန်အဖွဲ့ဆိုက်ရောက်၍ထိုမြို့မှဂုံသေးကြီးအသင်းကကြိုးစိုးအခမ်းသောပွဲတွင်ဦးကောင်းကကျွန်ုပ်တို့အရှင်မင်းမြတ်ကနိုင်ငံတကာနှင့်ယာဇမဟာမိတ်ဖြစ်ဆက်လက်ကမ်းလှမ်းပေါက်ရောက်လိုသောကြောင့်စေလွတ်လာရောက်ရပါသည်တိုင်းရည်ပြည်မှုနှင့်ဆက်သည့်အရာများမှလည်းရန်ကုန်မြို့သို့ဖြတ်၍အိန္ဒိယဘုရင်ကန်နှင့်သာဆက်ဆံကမ်းလှမ်းနေထိုင်ရပါသည်သို့တော်လည်းအင်္ဂလန်နိုင်ငံနှင့်ဓာတ်ရိုက်ဆက်ဆံနိုင်သည့်အခွင့်အခါပေါ်ပေါက်တွေ့ကြုံအောင်သာညှော်ခေါ်တောင်းတ၍နေပါကြောင်းစသဖြင့်ပြောခဲ့လေသည်မိတို့ပင်ဖြစ်စေတန်အဖွဲ့သည်အင်္ဂလန်သို့ရောက်နေစဉ်အတွင်းကြည့်ရှုလေ့လာစရာများကိုစစ်ဆက်ကြည့်ရှုလေ့လာခဲ့လေသည်သူတို့သည်မင်းပိုင်းစိုးပိုင်းမှဖိတ်သောပွဲများအပြင်အော်ဒါရှော့ဝူလစ်ကွင်းများအကြီးကျယ်ခင်းကျင်းပြသသောစစ်ရေးပြပွဲများကိုလည်းတက်ခဲ့ကြသည်ဗြိတိရှပါလီမန်အစစ်စစ်တရားရုံးအကျဉ်းထောင်စသည့်အုပ်ချုပ်ရေးဌာနများကိုလည်းတတိပြုမိခဲ့ကြသည်လက်နက်တိုက်ခြီဆက်သင်္ဘောချင်းဒင်းကားဆက်ယုံကျွေအိုးလောက်ကင်သည့်စက်မှုလက်မှုလုပ်ငန်းများစသည်တို့ကိုလည်းစုံစမ်းခဲ့ကြသည်စေယုံစိတ်တစစေယုံတက္ကသိုလ်စသည့်ကျန်းမာရေးပညာရေးဌာနများကိုလည်းဂရုထားခဲ့ကြသည်ဤတွင်နှင့်ဟာယိုကျောင်းဗလီရိုက်ပွဲ Covent Garden ရုံတင်ပြဆက် Ascot မြင်းပွဲစသည့်စိတ်ဖြော်ပြစရာများကိုလည်းအာယုံခံခဲ့ကြသည်ဗြိတိရှပြတိုက်မဒန်တူးဆော့ဖျောင်းပုံပြတိုက် Holyshuk နန်းတော် Westminster ဖျားရှိခိုးကျောင်းစသည့်ညင်ကျေးမှုဌာနများကိုလည်းစိတ်ဝင်စားခဲ့ကြသည်လီဗာပူးဘာမင်ဟမ်ရှက်ဖီးလ်မန်ချက်စတာဂလက်စကိုအီဒင်ဘာရာဒဗလင်စသောမြို့ကြီးပြကြီးတို့ကိုလည်းအနှံ့ရောက်ခဲ့ကြသည်ထို့နောက်မှပြင်သစ်နှင့်အီတလီနိုင်ငံများသို့ကူးပြီးနှင့်ဆိုင်ရာအစိုးရများနှင့်ကူတန်းရောင်းဝယ်ရေးစာချုပ်အကြံချုပ်ဆိုပြီးနောက်တန်အဖွဲ့သည်မန္တလေးသို့ပြန်ရောက်လေသည်တန်အဖွဲ့ကိုလည်းမင်းတို့မင်းကကျေနပ်စွာလက်ခံလေသည်ဦးကောင်း၏ဆောင်ရွက်မှုကိုလည်းအားရခဲ့လေသည်ထို့နောက်မင်းတို့မင်းကအလိုဆန္ဒရှိသည့်အတိုင်းပြင်သစ်မြန်မာစာချုပ်အသစ်ပြင်ချုပ်ရန်ပြင်သစ်နိုင်ငံသို့
1883ခုနှစ်တွင်ဦးကောင်းသွားရပြန်သေးသည်သွားရင်ဓမ္မတက်ဖက်အာတန်သူပြီးရှေ့ကရေးလက်စရှိသောအဒတန်ခိတ်ဓမ္မတက်လင်္ကာကိုတင်မောပေါ်တွင်အပိသက်ရေးခဲ့သေးသည်ထို့နောက်တွင်ကပခန်းမင်းကြီးဦးရန်ဝေးလည်းကွယ်လွန်ခဲ့ပြီဖြစ်၍ဦးကောင်းသည်ဂုံရှိန်အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့လေပြီ1885ခုနှစ်တွင်ကရင်နီနယ်၌နှစ်ဦးနှစ်ဖက်မစွတ်ဖက်ရေးကိစ္စနှင့်ဆက်လင်း၍အင်္ဂလိပ်ကိုယ်စားလှယ်စာဒေါက်လက်ဖော်ဆိုင်နှင့်အတူသူပင်စာချုပ်လက်မှတ်ရေးထိုးရသည်အိန္ဒိယနိုင်ငံသို့အင်္ဂလိပ်အင်ရှေမင်းသားလာရောက်သည့်အခါသူကပင်မြန်မာအစိုးရကိုကိုစားပြုကာလာကတ္တာသို့တွား၍နှုတ်ခွန်းဆက်ရသည်မိဖုရားကောင်ကြီး၏အတုပစသောလူမှုရေးရာတို့၌လည်းသူပင်ကြီးကျယ်ရသည်ရုပ်စွာအစုံရေးထုံတပ်ပုံကအစသူဆုံးဖြတ်သည်ကိုနာခံရသည်ဖြစ်လေသည်တခါကမိမဝတ်သောထမီပုတ်မှထဆင်သူကိုထဝန်းဘဲနှင့်ပါဠိဖတ်ဆွယ်၍စလုံးပေါင်းကျင်သောဝန်တဦးကိုမြန်မာဘာသာမှာပါဠိဝင်မဆွတ်နှင့်ဟုဦးကောင်းကဟန်တာလိုက်ချင်းမျိုးသည်သူဩဇာညောင်းသည့်တာတကပင်ဖြစ်လေသည်ဤသို့အရေးပါအရာရောက်ခါယခုအချိန်တွင်လည်းတနတ်ဝန်ကြီးတာဝန်ကိုသူယူနေရသည်ဝန်ကြီးတိုင်းမျှော်မှန်းသောမင်းကြီးတတ်တော်ရှိအဖြစ်သို့သူရရန်အကြောင်းရှိတော်လဲ1888ခုဩဂတ်စ်လတွင်မင်းတို့မမကြမ်းဖြစ်လာခဲ့သဖြင့်မရခဲ့ချေထိုအခါနန်းတွင်ရေးရှုပ်လာလေသည်မင်းတို့သည်ကနောင်မင်းသားအသက်ခံရပြီးသည့်နောက်နန်းလျာထမှန်ထားခြင်းမပြုခဲ့တာမင်းသားတွေထဲမှနန်းရန်အထားခံရသောမင်းသားသည်ကနောင်မင်းသား၏ကံကြမ္မာမျိုးတွေ့မိကိုသူစိုးရိမ်ခဲ့သည်ယခုတော့နန်းရန်မဖြစ်ခန့်ရတော်မူထိုရေးတွင်ပေါ်လွင်ထင်ရှားနေကြသူများမှာ30မင်းသားမက္ခရာမင်းသားညောင်ရမ်းမင်းသားဟု၍3ဦးဖြစ်ကြသည်30မင်းသားနှင့်မက္ခရာမင်းသားတို့မှာအမျိုးလဲကြီးအရွယ်လဲကြီးသည့်အပြင်ရဲစွမ်းဖလရှိကြသည်ညောင်ရမ်းမင်းသားမှာမူသိက္ခာသမာဓိရှိ၍လူအကြည်ညိုခံရသည်ဤတွင်စင်ပြူမရှင်မိဖုရားကြီးကလည်းနန်းရန်ကိစ္စကိုအထူးတလဲစိတ်ဝင်စားနေလေသည်သူစိတ်ဝင်စားခြင်းမှလည်းအခြားအကြောင်းမဟုတ်သမီးဖြစ်သူစုဖျားလက်သည်ဒီဘောမင်းသားနှင့်ချစ်ကြိုက်နေသောကြောင့်ဖြစ်လေသည်ဒီဘောမင်းသားမှာမိဖုရားငယ်ဤသားဖြစ်၍တမန်အားဖြင့်ထိနှန်းကိုမှတ်နိုင်သူမဟုတ်သို့သောပထမပြန်စာမေးပွဲကိုအောင်ခဲ့လေသောကြောင့်မင်းတို့မင်းကနှစ်သက်တယောက်ယောင်လိုလားတယောက်ယောင်ဖြစ်နေသည်ထို့ကြောင့်မူးမတ်များကလည်းထောက်ခံပါလျင်ဒီဘောမင်းသားနန်းရန်ဖြစ်နိုင်စရာရှိသည်ဟုစီမြူမရှင်ကတွက်လေသည်တို့ဖြင့်နန်းတွင်ဩဇာကြီးသောဦးကောင်းကိုသူချင်းကပ်လေသည်စင်မြူမရှင်အတွက်အတက်เสียဖြစ်လာရသည်မှာဦးကောင်းကလည်းအဆွဲအပွားရှိသောမင်းသားကိုနန်းရန်ထားရန်ဝင်လေးနေသောကြောင့်ပေသည်သူကအင်္ဂလိပ်၏လက်နက်အားစက်မှုလက်မှုအားကိုအတိကြီးသိခဲ့သည်ထို့ပြင်စိတ်လိုက်မှန်ပါလှုပ်တတ်သောမင်းနှင့်ဆိုလျင်အထက်မြန်မာနိုင်ငံ၏နောင်ရေးသည်မတွေးဝင့်เสียဖြစ်တော်မူဒီဘောမင်းသားမှာမူ19နှစ်အရွယ်သာရှိသေး၍ဝန်ကြီးမူကြီးများ၏အစီအမံကိုလိုက်နာနိုင်လိမ့်မည်ဟုသဘောရလေသည်စင်မြူမရှင်ဘက်သို့ဥကောင်းပါလေတော့သည်မင်းတို့မင်း၏ယောဂါမှာတနေ့ထက်တနေ့တိုး၍သာလာနေရာဒီနည်းသူများမှလွဲ၍အခြားသူများသူ့အပားသို့မဝင်ရဖြစ်လေသည်မူးမတ်များသည်လည်းနန်းရန်ရွေးရန်နှင့်ပြင်ဆင်ကြလေသည်တနေ့သ၌သူတို့သည်မင်းသားများစရင်ကိုပြင်ဆင်ကာတောင်ပန်းခုံအုတ်တိုက်တွင်စီဝေးတိုင်ပင်ကြလေသည်အစည်းအဝေး၌ဦးကောင်းကပင်စကားဦးတန်း၍မင်းသားများနှင့်သက်ဆိုင်သောအရာရှိကြီးများပါဝင်ရန်မသင့်ဟုဆိုသည်ဤတွင်ရေနံချောင်းဝန်ကြီးဦးဆိုမှာညီမင်းသားဖြစ်သူပြင်မနာမြူစားရှိနေသဖြင့်ဝင်၍မပြောခမ်းပတ်ဝန်ကြီးဦးရွှေမောင်မှာနားဝေဒနာရှိ၍အသာနေသည်မြို့သစ်ဝန်တော်ဦးအောင်ကိုကမူဒီဟာမျိုးဆိုတာအကြီးသုံးမျိုးစုံမှနေရာကျတယ်ဟုပြောလေသည်ထိုအခါဦးကောင်းကဘာအကြီးလဲဗျဟုမေးလေသည်အကြီးဆိုတာပ
ညာကြီးအမျိုးကြီးလဲပါပါရဲ့ဟုပြန်ဖြေသည်တွင်ဟုတ်ကဲ့ဗျာဟုဦးကောင်းကခန့်ကောင်းဆိုလေသည်အမှန်စင်စစ်ထိုပုဂ္ဂိုလ်များမှာဦးကောင်းကဩဇာညောင်းသောသူများသာသည်ကြံပုဂ္ဂိုလ်များထဲတွင်လည်းရောတွင်းဝင်ဥဖို့လှိုင်ပြီးသာအငင်းပွားနိုင်မည်သူရှိသည်သို့တော်လည်းသူကဤနေရာတွင်မူဦးကောင်း၏ရည်ရွယ်ချက်ကိုနားလည်ပြီးဖြစ်၍သူဆန္ဒကိုသာလက်ခံလေသည်ဤသို့ဖြင့်ဒီဘောမင်းသားသည်နန်းရံဖြစ်ရန်ခြေရပွင့်မှတ်ခံရပြီးဖြစ်လာသည်များမကြာမီစင်ပြူမရှင်နှင့်ဦးကောင်းတို့သည်မင်းတို့မင်း၏အမိန့်ဟုဆို၍နန်းတော်အပြင်ဘက်တွင်ရှိသောမင်းသားများကိုတတော်စင်များလွှတ်၍အသာအရာခေါ်ယူစေသည်အကြောင်းမသိ၍လာသောမင်းသားများလည်းမြောက်ဥယျာဉ်အတွင်အချုပ်နှောင်ခံရလေသည်ညောင်ရမ်းစားနှင့်ညောင်အုပ်စားမင်းသားနှစ်ဦးသာကြိုတင်သိနှင်ပြီးလျင်အင်္ဂလိပ်ကိုယ်စားလှယ်ဖြစ်သူရှော့ထန်ခေါ်ဝင်၍လွတ်လေသည်မင်းသားများကိုဖမ်းသည့်အဖြစ်ကိုမင်းတို့မင်းမသိလေတနေ့တွင်ယောဂအနှဲငယ်တက်တာလာသည်နှင့်သူသည်မူးမှန်များကိုအပားသို့ခေါ်ယူဆွေးနွေးလေသည်ထို့နောက်ဒီဘောမင်းသားကိုအင်ရှိနန်းရန်နှင်းကြောင်းအမိန့်ချလေသည်အခွင့်ပေါ်လာသည့်အတိုင်းလင်ပန်းတပ်ပန်းခွန်ရွာမြောက်ရွှေရည်စသောမိဖုရားတို့သည်ရှေ့သို့ဝင်ကြပြီးလျင်အဖြစ်အပျက်ကိုတင်လျှောက်ကြလေသည်မင်းတို့မင်းလည်းတခဏချင်းပင်မင်းသားများကိုအကျင့်မှလွတ်စေသည်ထို့နောက်30မင်းသားကိုရှင်တွင်ကြောင်းမက္ခရာမင်းသားကိုတောင်တွင်းကြီးကြောင်းညောင်ရမ်းမင်းသားကိုအောက်မြစ်စင်ကြောင်းဘယင်ခံအသီးသီးခံကြောင်းအမိန့်ထုတ်ပြန်ယူသာမကမင်းသားများနောက်လိုက်ရန်အရာရှိများနှင့်လိုအပ်သောအဝတ်အစားရွှေငွေပစ္စည်းများကိုခွဲခြားသတ်မှတ်ပေးလေသည်ဤစီမံသည်စင်ပြူမရှင်နှင့်ဦးကောင်းတို့၏ရည်ရွယ်ချက်နှင့်ဖီလာဖြစ်ချေသည်ထို့ကြောင့်သူတို့သည်အကျဉ်းမှလွတ်လာ၍မြောက်ဥယျာဉ်အတွင်မေတော်နှမတော်တို့နှင့်နှုတ်ဆက်စကားပြောနေသောမင်းသားများကိုထပ်မံဖမ်းဆီးပြန်စေလေသည်ဖမ်းဆီးသည့်အကြောင်းကိုဤအကျဉ်းတွင်မင်းတို့မင်းအားမိဖုရားများကပြန်၍ရှောက်ခွင့်မရတော့အဘဲကြောင့်ဆိုသောသူတို့သည်လည်းအဖမ်းခံရသည့်အထက်တွင်ပါသွားလေသောကြောင့်သည်အော်တိုဘာလ1ရက်နေ့တွင်မင်းတို့မင်းသည်ယောဂါမှမထမြောက်တော့ပဲလွန်လေသည်ဒီဘောမင်းသားလည်းစင်မြူမရှင်မိဖုရားကြီးနှင့်တကွမူးတော်မတ်တော်တို့သဘောတူ၍ဟုရာဇဝင်တွင်လာသည့်အတိုင်းနောက်တနေ့၌ထီနန်းကိုသိမ့်ပိုက်လေသည်မကြခင်စုဖျားလက်နှင့်အမဖြစ်သူစုဖျားကြီးတို့လည်းသူ့မိဖုရားများဖြစ်လာကြသည်သို့သောစုဖျားလက်ကစိတ်ထက်မြက်လေသဖြင့်စုဖျားကြီးမှာမိဖုရားအမည်ခံမျှတာဖြစ်ပြီးလျင်မေတော်ဤအဆောင်တွင်ပြန်နေရသည်နန်းတင်ပေးခဲ့သောဥကောင်းမှလည်းတရိုးသူဓမ္မမဟာတတ်တော်ရှိဖွဲ့ရ၍သူ့မျှော်မှန်းချက်ပြည့်လေသည်အုတ်ချုပ်ရည်နှင့်ဆက်နှင်း၍ကရှေ့လွတ်တော်နှင့်ရဲတိုက်တို့တွင်မြည်သူကမြည်သည့်တာဝန်ဟု၍ခွဲခြားတတ်မှတ်ခြင်းမရှိသည်ကိုဒီဘောမင်းကပြင်ဆင်၍လေယာဌာနကိုလည်းရေနံချောင်းဝန်ကြီးဦးဆိုလက်အလုတ်ဌာနကိုခန့်ပတ်ဝန်ကြီးဦးရွှေမောင်ကုံချောင်းစစ်ဌာနကိုတနတ်ဝန်ကြီးဦးကောင်းအကောက်ကွန်ဌာနကိုရောဝက်မဆွဲအတွင်းဝန်နောင်မကွေးဝန်ကြီးဦးဖို့လိုက်စသဖြင့်14ဌာနဝေပုံကြခွဲလေသည်အုတ်ချုပ်ရည်တွင်ကောင်းသောစခြင်းပေသည်သို့သောဒီဘောမင်းမှာဝါနုလှသေးသည်ဦးကောင်းနှင့်မူးမတ်အချို့ကလည်းဒီဘောမင်းကိုနိုင်ငံခြားအတွေ့အကြုံရှိရအောင်ဟု၍အင်္ဂလန်သို့သွားရန်တိုက်တွန်းကြလေသည်သွားခြင်းအောင်နိုင်ငံခြားပြန်လူရွယ်တို့ကိုလည်းအပားတွင်ထားလေသည်အုတ်ချုပ်ရည်ကိုခင်မီအောင်လည်းသူတို့စီစဉ်ကြလေသည်ထိုအခါမူလဘူတအခြေခံဥပဒေဆိုသောအရာသည်ရှေးကမကြားခဲ့စဘူးသူတို့ပါဇက်မှထွက်လာသည်ဥဖို့လိုင်းကမူရာဇဓမ္မသင်္ကဟကျမ်းကိုရေးသား၍မူးမတ်တို့အလဲတွင်ပြန်ပွားစေလေသည်ထိုကျမ်း၏အလိုသဘောမှာအခြားမဟုတ်မင်းတို့သည်အများဆန္ဒနှင့်အညီအုပ်ချုပ်ရမည်အများပြည်သူတို့ကတည်မြောက်သောလူကြီးတစုတသိန်းနှင့်အယိုးအစဉ်တိုင်းလာသောမူးမတ်စုတသိန်းဟု၍ဥပဒေပြုဌာနနှစ်ဌာနရှိတဲ့သည်ကုန်တယ်လေလုတ်တို့အကျိုးအတွက်ဗန်တိုက်ရှိတဲ့သည်မင်းတို့သည်ပြည်သူဗန္နာကိုရေးကိုတာအတွက်မသုံးဆွဲသင့်စသဖြင့်ဖြစ်လေသည်ဦးကောင်းတို့ကစီးစနစ်ချသည့်အမှုကို
ရေနံချောင်းဝန်ကြီးဦးစိုးမြို့သစ်ဝန်တော်ဦးအောင်ကိုစသောပုဂ္ဂိုလ်များကထောက်ခံကြလေသည်ဤဒီကိုမင်းမိဖုရားအတိုင်းဝိုင်းကသဘောမကျအဘယ်မှာသဘောကျနိုင်မည်နည်းစုဖျားလက်ဆိုလျင်စုဖျားကြီးကိုပယ်ထုတ်၍မှမကြသေးခင်ပွဲကြည့်သည်ထိုပွဲတွင်လက်ဆွဲလူပြက်ကဘယ်ဆိုင်ဇက်မဆိုပတ်မာကြီးတစ်လုံးထဲသာပါစမြင့်ဟုပြက်သည်ကိုသူသဘောတွေ့၍ရုတ်ချီငိုတထောင်ဆုချခဲ့လေသည်ယခုတော့ရှင်မင်းနှင့်မိဖုရားတို့ကိုသုံးညင်နိုင်မသုံးရအတိုင်းအတာနှင့်ဖြစ်ရမည်ဆိုသောအရာမှာဘဝရှင်မင်းတရားနမ်းမတော်မိဖုရားကြီးစသောဝိသေသများကိုခြေဖြတ်ရာရောက်နေလေသည်ဤတွင်တီဘောမင်းနှင့်စုဖျက်လက်တို့အဖို့ဥကောင်းနှင့်ဆက်၍ပြန်လှန်စဉ်းစားเสียရာတွင်ရှိလာသည်ညောင်ရမ်းစားနှင့်ညောင်အုပ်စားမင်းသားနှစ်ဦးသည်လွတ်တော်ကသဘောတူသည့်အတိုင်းအင်္ဂလိပ်ပိုင်နေမြေတွင်ခိုလုံမည်ဟုမန္တလေးတန်ထဲမှထွက်မည်ပြုစဉ်ရန်အောင်မြင်ဝန်တော့ဥအိုကဝင်လူရန်ကြံစီခဲ့ဘူးသည်ဥအို၏အကြံစီကိုပယ်၍ဥကောင်းကတက်အဆောင်လျှောက်ဖြင့်ကန္နာအရောက်လိုက်ပို့စီခြင်းသည်သင်္ကာမကင်းเสียအချက်ဖြစ်လာသည်ထို့နောက်မိဖုရားအနာကပ်မြောင်၍တီတူပြောနေကြသောလက်သုံးတော်ကြီးကိုင်မြောက်ဝယ်တနတ်ဘူရနောင်မောင်မောင်တို့တောင်တဝဲဘူနောင်တိုင်တာအတွင်းဝင်ဝင်ကြီးဥဖိုးလိုလူတွေရှိသေးသည်မောင်တုံးမှာငယ်စဉ်ကပင်စုဖျားလက်နှင့်အတူနှုတ်ဆိုပဲလည်းဖြစ်တီဝမင်းဤလက်သုံးတော်ကြီးကိုင်လည်းဖြစ်သည်တိုင်တာမင်းကြီးဥဖိုးမှာတီဝမင်းကိုညင်းစီတင်ပေးရသူလည်းဖြစ်စုဖျားလက်အတွက်ဘေးရင်ရရကိစ္စများကိုဆောင်ရွက်ပေးရသူလည်းဖြစ်သည်ယခုသူတို့ပြောနေကြပြန်ဒီမှာဒီဘောမင်းဘိလက်လန်ဒန်သွားနေစေအခါအခြားမင်းသားတစ်ပါးပါးကိုမူးမက်များကရှင်ဘရင်ခန့်ထားလျင်ရွှေနှန်းရှင်သည်တောင်မြင်မှာလွတ်သည့်ခွေကဲ့သို့ဘိလက်မှာငတ်၍သေရလိမ့်မည်ဟူ၍ဖြစ်သည်ပြည်တွင်းရေးရာတို့တွင်ဥကောင်း၏ဩဇာသည်ကြဆပြုလေတော့သည်ကြလင်လဲကြစေတော့ရိုးရာကိုကြီးတက်သမတ်ထဲလိုက်နာနေ၍မဖြစ်သည်ကိုသူသိသည်အဟောင်းနေရာတွင်အသစ်ကိုအစားထိုး၍စမ်းကြည့်ခြင်းသောစိတ်သူ့တွင်ရှိသည်အုတ်ချုပ်ရေးတွင်မဆိုထားနှင့်ရုပ်စွာအစုံထိုနှစ်အတွင်းမန္တလေးအနောက်ပြင်ဒေဝန်းရ၌သူဆောက်သောတာကဝန်ကျောင်းတိုက်လိုအနုဒုက္ခမအဆောက်အုံမျိုး၌ပင်ရိုးရာပြီးသူကပုံစံအစားဥရောပပုံစံကိုသူသုံးကြည့်လေသည်ဖြစ်သည်ဤတွင်ဥကောင်းမှာမင်းကြီးတက်တော်ရှည်လည်းဖြစ်တီဘောမင်းကိုနန်းတင်ပေးခဲ့သောဂုံကျေးဇူးကလည်းရှိသောကြောင့်လိမ့်လိမ့်လဲလဲကမှဖြစ်ရေနံချောင်းဝန်ကြီးဥဆိုမကွေးဝန်ကြီးဥဖို့လိုက်မြို့သစ်ဝန်တော်ဥအောင်ကိုတို့မှအရာမှကြလေတော့သည်တီဘောမင်းလန်ဒန်သွားရန်အကြံလည်းပြက်ပြီး14ဌာနအုပ်ချုပ်ရေးလည်းပြက်ပြက်ပြဲရော့ရဲရဲဖြစ်ခဲ့ပြီထို့ထက်ဆိုးလာသည်မှာ1889ခုနှစ်ဖေဖော်ဝါရီလအတွင်းမောင်တုတ်ခေါင်းဆောင်သောလူတစုကအကျဉ်းကျမင်းသားမင်းသမီးတွေကိုမြောက်ဥယျာဉ်တွင်ထိမ့်သိမ်းထားရမှအကျဉ်းထောင်သို့ပြောင်းထို့နောက်လွတ်တော်ကိုအတိမပေးဘဲ2ည3ညဆက်၍တပ်ပစ်ခြင်းပင်ဖြစ်လေသည်တရင်ကိုနောက်မှကြားရသောဥကောင်းသည်ဒေါသဖြစ်ဖြစ်နှင့်ထူရီဟုဆိုယုံအပြင်ဘာမှမတတ်နိုင်တော့သူ့ရည်ရွယ်ချက်ကပြက်ခဲ့ပြီးဖြစ်၏သူ့ရည်ရွယ်ချက်မှာမင်းသားမင်းသမီးများကိုကောင်းစွာကျွေးမွေး၍တစုတည်းလုံခြုံစွာထားရန်ဖြစ်လေသည်ထိုရွယ်ချက်ဖြင့်နန်းတော်အနောက်မှစောင့်နေသောအုပ်ဝင်းကြီးနှင့်အုပ်ဝင်းအတွင်းအိမ်များပင်မပြီးတတ်သည်ယခုတော့မင်းသားမင်းသမီးများအားလုံးရန်တော်မောင်တို့၏လက်ချက်ဖြင့်2ည3ညဆက်ခါတပ်ပစ်ခြင်းခံခဲ့ရပြီထိုအခါအင်္ဂလိပ်လည်းမြမအရေးတွင်ဆွတ်ဖက်လာလေသည်မင်းသားမင်းသမီးများကိုတပ်ဖြတ်ခြင်းသည်ဆက်ဆုပ်เสียဖြစ်ကြောင်းနောင်ဤကိစ္စမျိုးဖြစ်လျင်အင်္ဂလိပ်အလံတော်ကိုဆက်လက်ထူထောင်တော့မည်မဟုတ်ကြောင်းစသည်တို့ဖြင့်အင်္ဂလိပ်ကိုယ်စားလှယ်ရှော့ထံမှတန့်ကွက်စာထွက်လာလေသည်ကန့်ကွက်ချက်မှာနားဝင်ကောင်း၏သို့သောသဘောအမှန်မှာလူချင်းမေတ္တာစေတနာထားသည်ကတာမညအကြောင်းဖြစ်၍မင်းသားမင်းသမီးတို့ကိုတပ်ဖြတ်မှုကြောင့်အထက်မြန်မာနိုင်ငံမငြိမ်မသက်ဖြစ်လျင်သူတို့၏ကုန်သည်များဖို့ကူတန်းရောင်းဝယ်ရေးထိခိုက်မည်ကိုစိုးရိမ်သည်ကအဓိကဖြစ်လေသည်
မြန်မာနှင့်အင်္ဂလိပ်တို့၏ဆက်ဆံရေးလည်းတင်းမာလာမယောင်ရှိလေသည်တောကြောင်တရက်နှင့်တောင်ငူနယ်ဆက်တို့တွင်အင်္ဂလိပ်ကစစ်တပ်ဖြည့်သည်မြစ်ထဲတွင်သင်္ဘောအဆောင်လျှောက်ထားသည်ထိုအပြုမူများ၏အကျိုးဆက်ကမန္တလေးမြို့ထဲတွင်တွာလာနေကြသောတန်အရာရှိတို့နှင့်မြန်မာအရက်သားတို့မကြာခဏကြောက်ကဆဖြစ်ကြခြင်းပေသည်ထိုအတွင်းရှော့ဖြားနာ၍ကွယ်လွန်လေသည်ရှော့တာဝန်ကိုဆက်လက်ယူသောလက်ထောက်ကိုယ်စားလှယ်သည်အာဖဂန်နစ္စတန်နိုင်ငံကပူးမြို့၌အာဖဂန်လူမျိုးတို့လက်ချက်ဖြင့်အင်္ဂလိပ်ကိုယ်စားလှယ်အသက်ခံရသည်ကိုအကြောင်းပြု၍မန္တလေးတွင်လည်းသူတို့၏လုံခြုံရေးစိတ်မချရဟုဆိုကာမြန်မာအစိုးရကိုအသိမပေးဘဲတန်အဖွဲ့နှင့်အင်္ဂလိပ်လက်အောက်ခံယောက်ျားမိန်းမများကိုမန္တလေးမှရုပ်သိမ်းကာပြန်လေသည်ဦးကောင်းသည်အင်္ဂလိပ်နှင့်ဆက်ဆံရေးပြက်ပြားမှုကိုမလိုလားသူဖြစ်လေသည်ထို့ကြောင့်1880ခုနှစ်အလယ်တွင်သူအပါအဝင်မူးမတ်များ၏တိုက်တွန်းချက်ဖြင့်မြောင်လဝန်တော်ဥချိန်ခေါင်းဆောင်သောတန်အဖွဲ့ကိုအိန္ဒိယရှိအစိုးရထံသို့ခရီးထွက်စေလေသည်သို့သောအောက်မြန်မာနိုင်ငံအစိုးရကထိုတန်အဖွဲ့၌ဘာမှအာဏာမရှိဆိုကာတောကြောင်တရက်တွင်တားထားသဖြင့်8လတိုင်းတိုင်းစောင့်နေရပြီးမှမန္တလေးသို့ပြန်လာခဲ့ရသည်အခြေအနေမှာအခက်ပင်သည်တောကြောင်တရက်၌တန်အဖွဲ့စောင့်ဆိုင်နေရစဉ်ကလည်းအင်္ဂလိပ်နှင့်မြန်မာတို့တစ်ဖက်နှင့်တစ်ဖက်စကားများခဲ့ရသောအကြောင်းအချက်တွေရှိသေးသည်ရွှေမြို့ခေါ်လူစီသင်္ဘောကပတိန်နှင့်သင်္ဘောသားများကိုမြန်မာအရက်သားများကရိုက်မှုယူနန်ခေါ်လူစီသင်္ဘောကိုစလီမြို့တွင်22နာရီတိုင်တိုင်စလီမြို့ဝန်ကတားထားမှုစသည်တို့ကိုအင်္ဂလိပ်ဘက်ကမကျေနပ်ခဲ့သလိုတောကြောင်တရက်နယ်ဆက်တွင်ကာလာကတ္တာမှထွက်ပြေးလာခဲ့သောညောင်အုပ်မင်းသားနှင့်သူ့ဘက်များကဝင်ရောက်ထိပါမှုကိုမြန်မာဘက်ကလည်းမကျေနပ်ခဲ့ဦးကောင်းသည်အင်္ဂလိပ်တို့၏မကျေနပ်မှုကိုသူတက်နိုင်သည့်ဘက်မှပြေရပြေကြောင်းကြိုးစားပါလေသည်သို့သောပြည်တွင်း၌လည်းအုပ်ချုပ်ရေးမတည်ငြိမ်ဖြစ်နေ၍စိတ်မောเสียရပဲအကောက်ခွန်စင်းရဲမှလည်းမူလရသည့်အတိုင်းစနစ်တကျထည့်သွင်းခြင်းမရှိလှယုံငါရဲ့အရာရှိများမှလည်းခံထားမြဲထုံးစံထက်တိုးတက်ပုံမနေသည်အဝေးအရာရှိခံထားရေးမှလည်းဆိုင်ရာတို့၏ဂတိလိုက်စားမှုကြောင့်အပြောင်းလဲတွေများလာသည်အချို့မြို့ရွာများတွင်တနေရာတဲကိုပင်မြို့တကြီး2ဦး3ဦးခန့်သည့်ကိစ္စမျိုးရှိတတ်လာသည်စေရနာဖြင့်အရင်နှစ်များကဖွင့်ခဲ့သောထီမှလည်းအလုတ်အဆောင်မတက်မှုကြောင့်လူအများလွန်ကာဆင်းရဲကုန်ကြသည်ရှမ်းပြည်ဘက်တွင်လည်းမငြိမ်သက်တီဘောမင်းသည်အခြေအနေမှန်ကိုမသိတကဲ့သို့ရှိနေလေတော့သည်ဤတွင်တာရှည်ခံတော်မီမဟုတ်တာရှည်ခံတော်မီမဟုတ်ဟုဦးကောင်းကညည်းမိကြောင်းဖြင့်အတွင်းစကားထွက်လာရာညီးလဲညီးတိုက်ပါပေသည်သို့သောညီးယုံဖြင့်အမှုမပြီးသေးလှုပ်တင်လှုပ်ထိုက်သည်ကိုသူတိုက်တွန်းကြည့်မှသင့်တော်မူတီဘောမင်းသဘောတူညီချက်ဖြင့်ပြည်သူတို့အလိုရှိရာရှောက်နိုင်အောင်မြို့တကား၄ရက်ဌာန၌၄ဌာန၌ရွှေတစ်တာများထားရှိလေတော့သည်မကြာမီမြောက်တော်ဝဲဘိုးရနောင်မောင်မောင်တို့နှင့်သူ၏အပေါင်းအသင်းများလွန်ကဲမှုသည်ထိုတစ်တာပါစာလွှာများမှတဆင့်ပေါ်လေသည်အပြစ်ရှိသူများလည်းအပြစ်လျောက်ခံကြရလေသည်အိမ်တော်ပါလူငယ်များ၏တွင်ကျဲမှုလည်းတန့်တယ်လို့ဖြစ်သွားခဲ့သည်ဤတွင်အိန္ဒိယနိုင်ငံ၌ဘယင်ကန်ချုပ်အသည့်ရောက်သဖြင့်မြန်မာတို့မှာမဟာမိတ်ပြန်ဆက်ရန်နှင့်စီးပွားရေးကိစ္စများကိုပြန်လည်ဆွေးနွေးရန်အခွင့်ရလာလေသည်ဘယင်ကန်ချုပ်တစ်ကလည်းလိုလားသည်ထို့ကြောင့်ကြောက်မြောင်းအတွင်းဝင်ဥရွှေဦးခေါင်းဆောင်သောတန်အဖွဲ့သည်အိန္ဒိယနိုင်ငံစင်မလာမြို့သို့တွားရောက်ဆွေးနွေးရလေသည်စင်မလာတွင်အမှုမပြီးပြတ်သဖြင့်ရန်ကုန်တွင်ဆက်လက်ဆွေးနွေးရသည်သို့သောဆွေးနွေးပွဲမအောင်မြင်လေမအောင်မြင်ရသည်မှာလည်းမြန်မာဘက်ကလက်ဖက်ကိုကုံတော်အဖြစ်သတ်မှတ်လိုမှုမြန်မာမင်းပိုင်တဲ့အတွင်းအင်္ဂလိပ်လက်အောက်ခံလူများတွာလာခြင်းကိုစီကံသတ်မှတ်လိုမှုရန်ဒဘိုစာချုပ်ကိုဖျက်သိမ်းလိုမှုစသည့်အချက်တို့တွင်အင်္ဂလိပ်တို့ကလက်မခံနိုင်သောကြောင့်ဖြစ်လေသည်ထိုအခါပြင်သစ်ဂျာမနီစသောနိုင်ငံများနှင့်ကူးသန်းရောင်းဝယ်ရေးနေချက်မည်ဟုမြန်မာအစိုးရကကြံလေသည်ဤအရေးတွင်ဥကောင်း၏အကြံဉာဏ်ပါသည်မပါသည်ကိုကမသိရ1883ခုနှစ်အလယ်တွင်
မြို့သစ်အတွင်းဝင်ဥတီခေါင်းဆောင်သောတန်အဖွဲ့သည်ပြင်သစ်နိုင်ငံသို့တွားလေသည်ထိုတန်အဖွဲ့၏လုပ်ငန်းကိုအင်္ဂလိပ်အစိုးရကမတင်ကားမြန်မာအစိုးရနှင့်ကူးတန်းရောင်းဝယ်ရေးကိစ္စမှလွတ်၍အခြားအရာများမလုပ်ပါဟုသောကတိကိုပြင်သစ်အစိုးရထံမှအင်္ဂလိပ်အစိုးရကတောင်းသည်ပြင်သစ်နိုင်ငံတွင်တန်အဖွဲ့တွာလာလှုပ်ရှားနေမှုကိုလည်းအင်္ဂလိပ်တန်အမတ်ကမျက်ခြေမပြတ်စောင့်ကြည့်နေသည်နိုင်ငံသားဝန်ကြီးဖယ်ရီပါဝင်သောပြင်သစ်အစိုးရနှင့်မြန်မာတန်အဖွဲ့တို့ချုပ်ဆိုကြသောစာချုပ်မှာ1883ခုနှစ်ကဦးကောင်းချုပ်ဆိုခဲ့သောစာချုပ်ကိုအတည်ပြုရေးဖြစ်ဆွဲရေးပင်ဖြစ်သည်ထို့ကြောင့်ကူတန်းရောင်းဝယ်ရေးကိစ္စတန်တမန်လဲလှယ်ရေးကိစ္စတို့လောက်သာပါဝင်လေသည်သို့သောအင်္ဂလိပ်အစိုးရကထိုစာချုပ်ပါအချက်များအပြင်လျှို့ဝှက်ချက်များရှိသေးသည်ဟုထင်လေသည်တန်ဖွဲ့သည်ပြင်သစ်နိုင်ငံတွင်အကြာကြီးနေခဲ့၍1885ခုနှစ်ဇန်နဝါရီလတွင်မှစာချုပ်လက်မှတ်ထိုးသည်ဖြင့်ပို၍မတင်ကားဖြစ်ရသည်စာချုပ်ချုပ်၍မှ9လ6လလောက်သာရှိသေးသည်နောက်ဆက်တွဲအဖြစ်ပြင်သစ်ကိုဗရမ ्या တွင်တူးခွင့်ပေးလေသည်ဗန်ဖွင့်ခွင့်ပေးသည်အေယာဝတီမြစ်ရိုးတစ်လျှောက်တင်မောတွားခွင့်ပေးသည်မန္တလေးမှတောင်ငူတို့မိရထားလန်ဖောက်ခွင့်ပေးသည်စာသောသတင်းများသည်ရန်ကုန်နှင့်လန်ဒန်နှစ်နေရာစလုံးပြန့်နှံ့လေသည်နောက်တစ်ဖန်ပြင်သစ်ဩဇာလွှမ်းသောတုံကင်ဘက်မှလက်နက်များကိုမြန်မာနိုင်ငံသို့ပို့ရန်ပြင်သစ်အစိုးရကသဘောတူသည်ဟုသောသတင်းသည်လည်းပြန့်နှံ့ပြန်လေသည်ဤသည်ကိုပြင်သစ်အစိုးရကဝန်မခံတကယ်ဆိုရင်အင်္ဂလိပ်ကလည်းကြောက်နေစရာမလိုအဘဲကြောင့်ဆိုသောစာချုပ်လက်မှတ်ရေးထိုးပြီးသည့်နောက်မတ်လတွင်ဖယ်ရီသည်အစိုးရအဖွဲ့မှပြုတ်ကျ၍နောက်တက်လာသောအစိုးရကစာချုပ်ကိုအတည်မပြုသောကြောင့်ပေသည်ဘယ်လိုပင်ဖြစ်စေအင်္ဂလိပ်အစိုးရကမြန်မာနိုင်ငံနှင့်အခြားနိုင်ငံများတန်းတူဆက်ဆံသည်ကိုလားလားမှမကြိုက်ရိုးအမှန်ဖြစ်လေသည်ထို့သဖြင့်မြန်မာနိုင်ငံ၏အရှိဘက်ရှိတုံကင်း၌ဩဇာလွှမ်းမိုးလာသောပြင်သစ်ကိုမြန်မာနှင့်ဆက်မိမှကြောက်သည်အင်္ဂလိပ်ကုန်သည်ကြီးများကလည်းသူတို့ကြီးပွားရေးတွင်အခြားပြည်သားများဝင်ပြီးကိုဆက်ဆက်ထိမခံထညက်ဝါကွန်းလက်ဖက်ကိုကုံတော်လုပ်မည်ဟုသတင်းတန်းတန်ကလေးကြားလိုက်ရလျင်ကုန်သည်ကြီးများကကန့်ကွက်ရန်လက်မနှီးခဲ့မန္တလေးတွင်ထောင်ထ၍လူတွေအပြုံယုံသေးသည်အလုံးဘက်တွင်ဓမြတွေတောင်းညံ့နေသည်စသဖြင့်မြန်မာမင်းပိုင်နက်တွင်မငြိမ်မသက်ဖြစ်မိတွေကိုကြားလိုက်ရလျင်သူတို့ကမြန်မာနိုင်ငံကိုသိမ်းရန်မသိမ်းနိုင်လျင်သူတို့အလိုကျမင်းသားတစ်ပါးကိုနန်းတင်ရန်အိန္ဒိယအစိုးရကိုဥဥဖြားဖြားတိုက်တွန်းတတ်ခဲ့လေသည်ကုန်တဲ့အခြေခံအင်္ဂလိပ်အစိုးရသည်အချက်ကိုစောင့်နေသည်ဘုံမီဘာမာကုမ္ပဏီအရေး၌အချက်ပေါ်လေသည်ထိုကုမ္ပဏီသည်မြန်မာမင်းထံအခွန်ဆောင်၍တောင်ငူ၌တစ်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေခဲ့သည်ယခုအရေးပေါ်လာပုံမှာထိုကုမ္ပဏီကနှစ်အတွင်းနေကြားသို့တစ်လုံးရေ8000ထုတ်ယူသည်ကိုအခွန်တော်ရုံးတွင်တစ်လုံးရေ3000ကျော်သာစည်ရင်ပြ၍တစ်လုံးရေ9000ထိန်ချန်ကွက်ခွက်ကြောင်းဖြင့်1885ခုနှစ်ဧပြီလ၌တစ်ကောင်းများကမြန်မာအစိုးရထံလျှောက်ကြသောကြောင့်ဖြစ်လေသည်လျှောက်ချက်အတိုင်းမှန်မှန်သိရအောင်ဟုလွှတ်တော်ကအင်္ဂလိပ်အာဏာပိုင်များ၏သဘောတူချက်ဖြင့်တစ်တော်ရုံးရှိတစ်စရင်ကိုကူးယူစစ်ဆေးသည်ထို့နောက်တောင်ခွန်ဝန်ကြီးဦးတိုင်းသားဝန်ကြီးဦးဖိုးတနတ်ဝန်ကြီးဦးကောင်းတို့ပါဝင်သောလွှတ်တော်ကတိုင်ချက်မှန်ဒီကိုတွေ့ရသဖြင့်ကုမ္ပဏီကတစ်တော်အကောက်နှုံးတိုင်းနှစ်ဆတန်ငွေ2သန်း3သိန်းကျော်ကိုပေးလျော်စေရမည်ဟုကုမ္ပဏီဆိုင်ရာ Adreno Brighter Maxwell စသည်တို့၏ရှေ့၌ပင်စီရင်ချက်ချလေသည်စီရင်ချက်ကိုမကျေနပ်၍ကုမ္ပဏီကအင်္ဂလိပ်အစိုးရထံစာတင်သည်တွင်ဘုရင်ခံချုပ်ကအရာရှိတဦးကိုခုံအဖြစ်ဆေလွှတ်မည်ဟုမြန်မာအစိုးရထံစာပို့လေသည်ဤတွင်ဦးကောင်းသည်အင်္ဂလိပ်နှင့်စစ်ဖြစ်မည်ကိုစိုးရင်၍ဘုရင်ခံချုပ်ကလွှတ်မည်ခုံ၏အဆုံးဖြတ်ကိုခံလိုသည်သို့သောဘုရင်ခံချုပ်၏စာမှာမြန်မာအချုပ်အခြာအာဏာကိုထိခိုက်လာသဖြင့်မြန်မာအစိုးရကသဘောတူ၍မဖြစ်နိုင်ထို့ကြောင့်ယခုအမှုကိုအခြားမဟာမိတ်နိုင်ငံတဦးကသာခုံအဖြစ်စီရင်သင့်ကြောင်းစာပြန်လေသည်ဘုရင်ခံချုပ်ကမြန်မာအစိုးရ၏စာကိုလိုက်လျောဖို့နေသာရာဇသံပင်ထပ်၍ပို့ပြန်သည်ရာဇသံ၏အလိုမှာကမြန်မာအစိုးရကဘ
ရင်ခံကျုပ်၏ကိုယ်စားလှယ်နှင့်တွဲ၍အမှုကိုဆုံးဖြတ်ရမည်ထိုကိုယ်စားလှယ်သည်မြန်မာမင်းထံဝင်သည့်အခါချင်းနှင်းစီး၍စောင့်ထားကိုင်ဆွဲမည်ထိုကိုယ်စားလှယ်အတွက်စစ်သားအဆောင်ရှောက်နှင့်တိုက်သင်းမောအဆောင်ထားမည်မြန်မာအစိုးရသည်အင်္ဂလိပ်အစိုးရကသဘောမတူဘဲမြည်သည့်နိုင်ငံနှင့်မှအဆက်အဆံမပြုရစသည်တို့ဖြစ်လေသည်ဗိုလ်ချုပ်ကြီးပရင်တာဂတ်အုပ်ချုပ်သောပြည်သိမ်းတပ်ကလည်းတောကြောင်တရက်နယ်ဆက်တွင်အသင့်ပြင်၍စောင့်လျက်ရှိလေသည်အခြေအနေကအလွန်ဆိုးဝါးနေပြီမြန်မာစစ်အင်အားသည်အင်္ဂလိပ်စစ်အင်အားကိုမရှင်နိုင်မှန်းသိခဲ့သည်အကယ်၍အင်္ဂလိပ်၏တောင်းဆိုချက်ကိုလိုက်လျောရလျှင်မြန်မာအချုပ်အခြာအာဏာကိုထိခိုက်မိမှန်၏သို့သောမြန်မာအချင်းချင်းအုပ်စိုးခွင်ကကြံနေသေးဦးမည်ဟုဦးကောင်းကတွက်လေသည်ထို့ကြောင့်မင်းမူးမှန်များအစည်းအဝေးတွင်တောင်ခုံဝင်ကြီးဦးတိုင်းကြောင်မြောင်းအတွင်းဝင်ဦးရွှေဦးစရေးကြီးဦးမြဲတို့နှင့်အတူဦးကောင်းကဂျာဇတန်ပါအချက်အလက်တိုင်းလိုက်နိုင်ရန်တိုက်တွန်းလေတော့သည်ဒီပေါ်မင်းကပထမတွင်ထိုစကားရက်ကိုလက်ခံမယောင်ယောင်ဖြစ်၏သို့သောငယ်ရွယ်၍စိတ်မှန်ပြင်းလာသောစုဖျားလက်အတွက်ခါထိုစကားသည်နားခါเสียဖြစ်လေသည်ထို့ကြောင့်သူ့နှုတ်မှဒီလောက်ကြောက်တတ်ရင်မိမလောက်ပါတော့လားတန်တခါနဲ့ကြောက်ပြင်ယူပြီးတော့စသောစကားမျိုးထွက်လာလေသည်မြို့ချစ်စိတ်တဲ့ပြင်းထန်သောတိုင်တာမင်းကြီးဥဖို့မှလည်းဂျာဇတန်ပါတိုင်းတစ်ပါးနှင့်မြန်မာမဆက်ဆံရဟုသောအချက်ကိုမကြိုက်နိုင်ဖြစ်ခါသူ့လူများကိုအောက်မြန်မာနိုင်ငံသို့လွှတ်ထားသည်အရေးကြလျင်ထားကြွပုံကန်ကြလိမ့်မည်စသဖြင့်ခုခံပြောဆိုလေသည်ထိုအခါကြောက်မြောင်းအတွင်းဝင်ဥရွှေအိုသည်သူ့ရောက်ခမဥဖို့၏မျက်နှာကိုစစ်စစ်ကြည့်ပြီးလျင်ဒီတစ်ခါနိုင်ငံပါစုံတော်မှာပဲဟုငိုလေသည်အတူချွတ်ရသောတီဘောမင်းသည်တိုင်တာဝန်ကြီးဥဖို့နှင့်အချို့မူးမှန်များ၏တင်လျှောက်ချက်ကိုလက်ခံ၍ရော်ချင်းငွေကိုမတောင်းခံတော့ပါအင်္ဂလိပ်ကိုယ်စားလှယ်ကိုလည်းရှေ့ကကဲ့သို့ပင်ထားနိုင်ပါသည်အင်္ဂလိပ်အစိုးရသဘောမတူပဲအခြားမြည်သည့်နိုင်ငံနှင့်မျှမဆက်ဆံရဆိုသည့်အချက်ကိုပါကြားနိုင်ငံတဦးကဆုံးဖြတ်သည်ကိုခံမှမည်ဟုစာပြန်စီလေသည်ပြန်စာကိုအင်္ဂလိပ်ဘက်ကလက်ခံမည်မထင်၍မြန်မာစစ်တပ်များကိုလည်းစုယုံစီလေသည်မြန်မာအစိုးရ၏ပြန်စာကိုအင်္ဂလိပ်ကလက်မခံပါနိုဝင်ဘာလ14ရက်နေ့တွင်ဗိုလ်ချုပ်ကြီးပရင်တာဂတ်သည်စစ်တပ်ကိုသင်္ဘော28စင်းတွင်တင်၍တောကြောင်တရက်မှစံတက်သည်သူတွင်အမြောက်တနတ်အာသာမကစိတ်သက်စစ်စင်ရေးအားလဲဥတွဲ၍ပါလေသည်ဥတွဲပုံမှာလူတစ်ယောက်ကိုမင်းသားဟန်ပန်ပြင်ဆင်၍သင်္ဘောဥကန်းတွင်ထင်သာမြင်သာအောင်ပြုလုပ်ခြင်းပေသည်ထိုသူသည်ညောင်ရမ်းမင်းသားဟု၍သင်္ဘောဆန်ရာ AR မြေရိုးတစ်လျှောက်တွင်တွင်ပြန့်နှံ့သည်တနည်းဆိုရသောအင်္ဂလိပ်တို့ကစစ်နိုင်သောဒီဘောမင်းကိုနမ်းချ၍အခြားမင်းသားတစ်ပါးကိုနမ်းတင်ပြီးဟု၍အထင်ရောက်စေလျက်မြန်မာတို့တွင်တိုက်အားရော့အောင်ညောင်ရမ်းမင်းသားကိုကြီးညိုရင်းဆွဲရှိသူတို့၏အကူအညီရအောင်ပြုလုပ်ခြင်းဖြစ်သည်အင်္ဂလိပ်စစ်အတက်ကိုမြန်မာဘက်ကခုခံသလောက်ခုခံကြပါ၏သို့သောမင်းလာခံတက်မှတပါမေမေရရမခုခံနိုင်ဖြစ်လေသည်လေသင်းအတွင်းဝင်ဥရွှေမောင်အုပ်ချုပ်သောစစ်သည်ရဲမှန်များကလည်းမြင်းကြံမှနေ၍ခံကြသေးသည်မရလေထိုအခါမှမြန်မာအစိုးရကိုစားကြောင်မြောင်းအတွင်းဝင်ဥရွှေအိုးနှင့်ဝက်မစွတ်ဝန်တော့ဦးလက်တို့ကပရင်တာဂတ်နှင့်တွေ့ဆုံ၍စစ်ရဲဆဲရေးစကားဆိုလေသည်ပရင်တာဂတ်ကအရေးမပေးပဲလက်နဲ့ချရန်သာတောင်းဆိုလေသည်မြန်မာအစိုးရကလည်းမတင်နိုင်တော့ပဲအဝခံမြို့စကိုင်းခံမြို့တပြေတန်းခံမြို့များအတွင်းရှိရဲမစစ်သည်များကိုလက်နဲ့ချရန်ကြီးနှန်းနှင့်အကြောင်းကြားလိုက်တော့သည်ဤတွင်တီဘောမင်းသည်သူနှင့်သူ့ရဲမက်များကလက်နဲ့ချပြီးပါကပရင်တာဂတ်သည်မြန်မာအစိုးရနှင့်စာချုပ်အသစ်ချုပ်ဆိုကာအောက်မြန်မာနိုင်ငံသို့ပြန်လိမ့်မည်ဟုအထင်ရှိခဲ့သည်သို့သောအင်္ဂလိပ်စစ်တပ်သည်မိဖုရားနှင့်တကွနောက်လိုက်နောက်ပါအချို့ကိုသူရိယသင်္ဘောဖြင့်ရန်ကုန်သို့တည်ဆောင်သွားခဲ့လေသည်ထို့နောက်အင်္ဂလိပ်ဘီယင်ကန်အိန္ဒိယဘီယင်ကန်ချုပ်လော့ဒ်ဒဖရင်က1886ခုနှစ်ဇန်နဝါရီလ1ရက်နေ့စွဲဖြင့်မြန်မာနိုင်ငံကိုအိန္ဒိယနိုင်ငံပိုင်နယ်အတွင်းသို့သွင်းလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်လေသည်ကြေညာချက်နှင့်မရှိမနှောင်းကာလတွင်အင်္ဂလိပ်စစ်တပ်နှင့်အတူညောင်ရမ်းမင်းသားပါလာတဲ့ရောင်သတင်းသည်ပြက်ပြဲသွားလေသည်ထူးခြားချက်တစ်ခုကရှိသည်ထိုထူးခြားချက်မှာအခြားမဟုတ်အင်္ဂလိပ်
သို့အထက်မြန်မာနိုင်ငံကြာရချင်းနှင့်ဆက်၍ညောင်ရမ်းမင်းသား၏အမြင်နှင့်ဦးကောင်း၏အမြင်သည်ရောရှက်လျက်ရှိနေခြင်းပင်ဖြစ်သည်ညောင်ရမ်းမင်းသားသည်အင်္ဂလိပ်နယ်မြေ၌ရောက်ခဲ့ပြီးသည့်နောက်ကာလာကတားတွင်နေခဲ့လေသည်သို့သောမန္တလေးရှိသူ့ဆွေမျိုးသူ့နောက်လိုက်များနှင့်ကတနည်းမဟုတ်တနည်းအဆက်အသွယ်ရှိခဲ့သည်အတွင်းစကားကိုယုံရမည်ဆိုလျှင်ဦးကောင်းနှင့်ပုဂ္ဂိုလ်အချို့သည်ဒီဘောမင်းအပေါ်တွင်စိတ်ပြည့်၍ညောင်ရမ်းမင်းသားနှင့်ဆက်သွယ်ခဲ့သည်ထိုအထဲတွင်စင်ပြူမရှင်လည်းပါဝင်သည်ဆက်သွယ်ပုံမှာမြင်းကုန်း၌အရေးဖြစ်စဉ်ကရန်ကုန်၌ခိုးဝင်နေခဲ့သောတောင်သာဘူမှတဆင့်မင်းသားထံသို့ပစ္စည်းများစာများလျှို့ဝှက်စွာပို့ခြင်းပင်ဖြစ်သည်လျှို့ဝှက်ချက်ကိုအင်္ဂလိပ်အစိုးရကတွေ့ရှိကာညောင်ရမ်းမင်းသားကို၎င်းဦးကောင်းကို၎င်းတစ်ဖက်လှည့်ဖြင့်ပြန်၍ဆက်သွယ်လေသည်ညောင်ရမ်းမင်းသားသည်ကလကတ္တာ၌1885ခုနှစ်ဦးကပင်ကွယ်လွန်ခဲ့လေသည်သို့သောအင်္ဂလိပ်ကအကြံနှင့်ဖုံးဖိထားသည်ထို့နောက်အထက်မြန်မာနိုင်ငံသို့ပရင်လာဂတ်၏စစ်တပ်တက်သည့်အခါအင်္ဂလိပ်ကညောင်ရမ်းမင်းသားကိုနန်းတင်မယောင်ယောင်ညောင်ရမ်းမင်းသားသည်အင်္ဂလိပ်တပ်နှင့်တပါးတည်းပါလာသေးအောင်ယောင်တည်င်းလွှင့်ခဲ့သည်ထိုတည်င်းကိုယုံကြည်၍ဦးကောင်းကမြင်းကြံအထက်အင်္ဂလိပ်တပ်ရောက်သည့်အခါမြန်မာရဲမှတ်စစ်တီတို့ကဆက်လက်မခုခံကြရန်ကျင်းနှံအမိတ်ထုတ်စီလေသည်ဟူ၏ညောင်ရမ်းမင်းသားနှင့်ဦးကောင်းဆက်သွယ်သည်ဟူသောအထက်ပါအတွင်းစကားမှန်မှန်ကိုဧကန်မုတ်ချမဆိုသာအမျှော်မြင်ရှိသောမင်းနှင့်ခင်မိသောအုပ်ချုပ်ရေးကိုဦးကောင်းလိုလားသည်မှာအမှန်ဖြစ်လေသည်ဦးကောင်းသာမဟုတ်ရေနံချောင်းဝန်ကြီးဦးစိုးမကွေးဝန်ကြီးဦးဖိုးလိုက်စသည့်မူမှတ်များကလည်းဦးကောင်းနှင့်အတူစိတ်တညီတဲ့ဖြစ်လေသည်မင်းကောင်းအုပ်ချုပ်ရေးကောင်းရပါပြီအင်္ဂလိပ်တို့၏အန်ရကိုကာကွယ်နိုင်ပါမည်လားဟုမေးเสียရှိပါ၏အင်္ဂလိပ်တို့ကလည်းစီးပွားရေးအရာထို့နောက်နိုင်ငံရေးအရာမြန်မာနိုင်ငံကိုလွှမ်းမိုးရန်ပြင်ဆင်နေခဲ့သည်မှာအနည်းဆုံးမင်းနှုံးမင်းခေတ်ကလေးကပင်ဖြစ်သည်ထို့ကြောင့်အဖြစ်ရခက်သည့်ကိစ္စတည်းရဟုဆိုရပါလိမ့်မည်သို့သောအင်္ဂလိပ်တို့လွှမ်းမိုးမိအရေးတွင်သူတို့အတွက်အချက်မပေါ်ရအောင်မူဦးကောင်းတို့လူစုကအားထုတ်ခဲ့သည်ဖြစ်လေသည်ယခုတော့မြန်မြန်အချက်ပေါ်၍အင်္ဂလိပ်အစိုးရကလည်းတနိုင်ငံလုံးကိုသိမ်းခဲ့ပြီအင်္ဂလိပ်အစိုးရသည်အုပ်ချုပ်ရေးစနစ်ချလေသည်နိုင်ငံငြိမ်ဝှက်ပြည်ပြားရေးကိုစီမံလေသည်ထိုကိစ္စများကိုဆောင်ရွက်ရေးအတွက်ဂုဏ်ဒရက်ရှိသောဦးကောင်းနှင့်ပုဂ္ဂိုလ်အချို့၏အကူအညီကိုတောင်းခံလေသည်ဦးကောင်းတွင်ညှင်းပယ်နိုင်အားမရှိတော့ထို့ကြောင့်သူသည်တောင်ခွန်ဝန်ကြီးဟောင်းဦးတိုင်းသားဝန်ကြီးဟောင်းဦးဖိုးတို့ပါဝင်၍နိုင်ငံရေးအရာရှိဖြစ်သူဗိုလ်မှူးကြီးစလေတင်ဥက္ကဋ္ဌလုပ်နေသောလွှတ်တော်ဟောင်းတွင်ဝိုင်းဝန်းကူညီခဲ့လေသည်1886ခုနှစ်တွင်ဝန်းသူစော်ဘွားဦးအောင်မြတ်ကအစိုးရအပေါ်ပုံကန်ပြီးတွင်အင်္ဂလိပ်များကိုစားပြု၍ဦးအောင်မြတ်နှင့်စကားကမ်းလှမ်းခဲ့လေသည်1895ခုနှစ်တွင်တရားဌာနချုပ်မင်းကြီးဘာဂက်စ်၏မြစ်တာရက်ခံချက်အရ36ဆောင်တွဲအမွေမှုကန်းဓမ္မတက်ကြီးနှင့်34ဆောင်တွဲအိမ်မှုကန်းဓမ္မတက်ကြီးနှစ်တွဲကိုပြုစုပေးခဲ့လေသည်1898ခုနှစ်တွင်ဒုဗယင်ငံ၏ဥပဒေပြုလွှတ်တော်၌မင်းတိုင်ပင်အမတ်နေရာကိုလက်ခံခဲ့လေသည်ဦးကောင်း၏ကျေးဇူးကအင်္ဂလိပ်အစိုးရအပေါ်တွင်ကြီးပါပေသည်သူ့လိုပုဂ္ဂိုလ်မျိုးကပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့်အစိုးရအုပ်ချုပ်ရေးတွင်လွယ်ကူသည်မြန်မာအများကိုအင်္ဂလိပ်တို့ကသိမ်းသွင်းရာတွင်ချောမောသည်ထို့ကြောင့်အစိုးရကသူ့ကို CSI ဆိုသည့်အိန္ဒိယတာယာပွဲတစ်စိတ်မျိုးပေးအပ်ရုံသာမက1908ခုနှစ်တွင်သူကွယ်လွန်သည့်အခါ၌လည်းရုံးပိတ်ပေး၍အင်္ဂလိပ်စစ်ရဲမြင့်တက်ခြံရံ၍ဘင်ခရာတီးကတာကဝန်ကျောင်းတိုက်အရာမသာပို့စေခဲ့ပါသည်